ပြီးခဲ့တဲ့အပိုင်း6ရဲ့အဆုံးသတ်မှာကျွန်တော်တို့မင်းသားဝယ်ဟာအဖွဲ့ဝင်ချင်းတစ္ဆာဖောက်ပြီးအသေးလဲတိုက်ခိုက်လိုက်တဲ့ရှီယွန်းရဲ့မီးရောက်စစ်သူရဲ့ကြီးကိုအမုန်းချပစ်ခဲ့ပါတယ်ပြီးတော့ခိုလဲရဲ့လမ်းဖွင့်ပေးမှုအကူအညီနဲ့အတူတရဖူရှိရာစတရေလျန်ဘိုချက်စီကိုများတစ်စင်းလို့အပြင်းပြေးဝင်လာခဲ့တာအားလုံးမမိကြအောင်ပါအခုအပိုင်းခွင့်မှာတော့ကွင်းထဲကိုအရင်ဆုံးခြေချပြီးတရဖူကိုအပိုင်ရတော့မယ်ဂျူလီယက်ရဲ့ရှေ့ကိုဝယ်တယောက်ကွက်တီရောက်ရှိလာပရိသတ်တွေအားလုံးစောင့်မျှော်နေကြတဲ့ဘူလူပွဲကြီးကိုစတင်လိုက်ပါတယ်ဒါပေမဲ့ဂျူလီယက်ဟာကျောင်းတော်ရဲ့အထူးကျွန်းဆုံးသူတယောက်ပြီးကျောင်းလုံးကိုစွန့်အပ်သွားစေမယ်ဒန်နာရီလာလွတ်ဝက်မော်မန်ကြီးတစ်ခုကိုထုတ်သုံးပြီးဝယ်ကိုပိတ်ဆို့တိုက်ခိုက်လာတဲ့အခါမှာတော့ဒီတိုက်ပွဲဟာတာမန်မော်ပြိုင်ပွဲတစ်ခုမဟုတ်တော့ပါဘူးဝယ်ရဲ့တငယ်ချင်းဖြစ်ပြီးအထက်မှာရောက်နေတဲ့ FIA ရဲ့အတိတ်လိုဝက်ချက်တွေပါပါဝင်ပတ်သက်နေတာမလို့အပိုင်း6ကိုကြည်ပြီးရတယ်အပိုင်းခွင့်မှာဇက်ရှင်ရဘလောက်တောင်အမြင့်ဆုံးတက်သွားမလဲဆိုတာအတူတူဆက်ကြည့်လိုက်ရအောင်ဗျာဒလန်ကိုစတေဒီယမ်ရဲ့အထက် VMB ခန်းမကနေစတင်ပါတယ်တက်တဲ့အကြီးအကဲတွေအထူးသဖြင့်ရေခဲပြင်ပေါ်အင်အားစုဆရာတွေဟာလက်ရှိမဟာပြိုင်ပွဲရဲ့အခြေအနေကိုသုံးသပ်နေကြတာဖြစ်ပါတယ်သူတို့ဟာကျောင်းရဲ့နံပါတ်1ပါရမီရှင်ဂျူလီယက်ရဲ့စွမ်းဆောင်ရည်တွေကိုကြည့်ပြီးအနာဂတ်မှာ FIA ရဲ့တရားဝင်စက္ကန့်သူအဖြစ်သတ်မှတ်ဖို့ဘိုးအဖွဲ့စီကိုအပြင်းထန်ထောက်ခံစာတင်ထားကြတာပါ FIA ကိုယ်တိုင်ကတော့စပွဲပေါ်မှာအိမ်ငိုက်ပြီးငါ့ကိုလာမရှုံးနဲ့ဆိုတဲ့ယုံမျိုးနဲ့ဒါရီကိုလုံးဝစိတ်ဝင်စားသလိုနေပေမဲ့ဂျူလီယက်ရဲ့လက်ရှိအင်အားကတော့ကျောင်းသားတွေအဆင့်ထက်အများကြီးတာလွန်နေတာသိကြပါတယ်လက်ရှိအားကစားကွင်းထဲမှာတော့ဂျူလီယက်ဟာအမော်တကောနဲ့ပြေးဝင်လာတဲ့ဝယ်ကိုစူးစိုက်ကြည့်ပြီးအတုံးမကျတဲ့ကောမင်းဒီရောက်လာနိုင်လိမ့်မယ်လို့ငါမထင်ထားဘူးဒီအတိုင်းငါပဲအလွယ်တကူနိုင်သွားရင်ပြင်းစရာကောင်းနေမှာမင်းကိုငါရှိမှအပြတ်သက်နှိမ်နှင်းပြီးအဆက်ခွဲလိုက်ရမှာငါရင်ထဲကဒေါသတွေပြေပြောင်းမှလို့လှောင်ပြောင်လိုက်ပါတယ်ဝယ်ကတော့အနောက်ကိုတလန်းမှမဆုပ်ပါဘူးငါလည်းအရှုံးဖို့အစီအစဉ်မရှိဘူးဂျူလီယက်မင်းတို့အဖွဲကငါရဲ့တကယ်ချင်းဒိုနန်တို့ကိုစုံမလို့ခေါ်ပြီးစော်ကားခဲ့တာတွေနှိမ်ချခဲ့တာတွေအတွက်မင်းငါ့ကိုမနိုင်တေချာပေါက်ပြန်တောင်းပန်ရလိမ့်မယ်ဆိုပြီးသူ့ရဲ့တမ်မရီဓာတ်ကိုဆွဲကင်ကတင်းမစွာတုံ့ပြန်လိုက်ပါတော့တယ်ဝယ်ရဲ့စိန်ခေါ်မှုကိုကြားလိုက်ရတဲ့အခါဂျူလီယက်ဟာဒေါသတကြီးနဲ့မှုံမရတဲ့ကောင်ကငါ့ကိုအမိန်ပေးနေရလားဆိုပြီးအထက်ကထိတ်တန်းအကြီးအကဲတွေပါပါဇက်အဟောင်းသားဖြစ်သွားစေမယ်ဖီယာကိုယ်တိုင်တီထွင်ဖန်တီးခဲ့တဲ့အစ်မြင့်ရေခဲကိုဝါမန်နန်တွေကပထမဆုံးမန်နန်ကိုထုတ်သုံးလိုက်ပါတော့တယ်ကွင်းလယ်မှာရုတ်တရက်ဂျူလီယက်ရဲ့ကိုဝါပုံရိပ်4ယောက်5ယောက်အထိတပြိုင်တည်းပေါ်လာပါတယ်ဒါဟာရိုးမျက်လက်အရေးမဟုတ်ပါဘူးကိုဝါပုံရိပ်တစ်ခုချင်းစီကရေခဲမော်ပညာတွေကိုအစစ်တိုင်းဆွမ်းအားအပြည့်ထုတ်သုံးနိုင်တဲ့အတွက်ဝယ်ဟာတယောက်တည်းနဲ့ပါရမီရှင်9ယောက်ကိုတပြိုင်တည်းရင်ဆိုင်ရတယ်လို့ဖြစ်သွားပြီးကွင်းလုံးကပရိသတ်တွေစူညံအော်ဟစ်ကုန်ကြပါတယ်ဂျူလီယက်ရဲ့ကိုဝါပုံရိပ်တွေကဝယ်ကိုလမ်းကြောင်းစုံတောင်းစုံကနေရေခဲမော်ကြီးစံနေနဲ့ဝိုင်းဝန်းပစ်ခတ်ပါတော့တယ်ဝယ်ကတော့အပိုင်း6တုန်းကတီယွန်းရဲ့မီးတောက်တွေကိုရှောင်ခဲ့သလိုမျိုးပဲသူ့ရဲ့အမကန်ခန္ဓာကိုအရှိန်ဟုန်ကိုသုံးပြီးရေခဲတုံးတွေကိုလေထဲမှာဂျွန်းပြန်ကရှောင်ကွင်းနေရပါတယ်ဝယ်ဟာပထမတစ်ချက်ဒုတိယတစ်ချက်ပစ်ခတ်မှုတွေကိုပပလေးရှောင်ပြီးဂျူလီယက်အစ်စ်လိုထင်ရတဲ့သူရဲ့အရှိကိုကွက်တီရောက်သွားပြီးဓာတ်နဲ့ဝုန်းကနေပြတ်ခုတ်ချလိုက်ပါတယ်ဒါပေမဲ့အန်ဝေါ်စရာကောင်းစွာပဲသူခုတ်လိုက်တာအမုံအမွားဖြစ်သွားတဲ့ရေခဲအတူကြီးဖြစ်နေခဲ့ပါတယ်။ထောင်ချောက်ထဲကိုတက်တက်ကြီးဝင်လာပြီးဝဲလို့ဂျူလီယက်ကအော်လိုက်ပြီးကိုဝါးတွေအားလုံးကိုအခွက်ချအခြေခံပြီးအေယာမရေခဲမော်အချုံနောင်ကြီးတစ်ခုကိုချက်ချင်းဖန်တီးကဝဲကိုကွဲလွယ်မှာတင်လှုပ်ရှားမရအောင်ပိတ်ဆို့ထောင်ဖမ်းလိုက်ပါတော့တယ်။ဂျူလီယက်ကဥကောင်းထဲကိုသွေးတိုးနေတဲ့တောအန်တရိတ်ဆန်တစ်ကောင်ဖမ်းရတာအလွန်လွယ်ကူတာပဲဆိုပြီးနောက်ဆုံးအဆင့်မြင့်ရေခဲမှန်တန်ကြီးနဲ့ဝဲကိုအမုန်းချပစ်ဖို့ကြုံးသွားပါတော့တယ်။ဒီမြင်ကွင်းကိုကြည့်ပြီးရေခဲပြင်အင်အားစုဆရာတွေကတော့ဂျူလီယက်ဟာတေချာပေါက်နိုင်ပြီးဒါစက္ကန့်သူအစ်စ်ပဲလို့ထင်နေကြတာပါ။ပင်းပြီးကဂျူနီယာမာလေး Iris လေဂျူလီယက်ကဝဲမြန်ဆန်တဲ့အချိန်ကိုကြိုတင်တွက်ချက်ပြီးသူ့ရဲ့ဆွမ်းအားကိုလူကြီးတွေရှိမှကြော်ညာဖို့ထောင်းချောက်ဆင်လိုက်တာပဲလို့သုံးသပ်နေချိန်မှာဒီကအချုံနောင်ကြီးတွေကနေဝဲဟာမမျှော်လင့်ပဲအေးစီးစွာနဲ့တပ်ပြင်းချပြီးပြန်လဲပေါ်ထွက်လာခဲ့ပါတယ်ဝဲကကျေးဇူးပဲဂျူလီယက်ရဲ့မီးကုန်းမုံနဲ့ရေခဲတန်ချက်တွေကြောင့်အဲ့လုံးနေတဲ့စိတ်တွေအားလုံးအေးသွားပြီးငါ FIA ရဲ့ကိစ္စတွေနဲ့ပတ်သက်လာရင်အမြဲတမ်းစိတ်လှုပ်ရှားပြီးအလင်းစလိုဖြစ်တတ်တဲ့အကျင့်ဆုံးရှိရလို့ပြောပြီးဂျူလီယက်ရဲ့မျက်နှာကိုစိုက်ကြည့်ကဒါပေမဲ့မင်းရဲ့အရေးကိုပါမန်နန်ကလုံးဝမပြီးပြည့်စုံဘူးအားနည်းချက်တွေအများကြီးပဲလို့ပြောချလိုက်ပါတယ်ဂျူလီယက်ကဒေါသတကြီးနဲ့မော်မဲရတဲ့အတုံးမကျတဲ့ကောင်ကဘာတွေလျှောက်ပြောနေရလဲလို့អော်ပေမဲ့ဘဲကဒီမန်နန်ရဲ့လှုပ်ဝက်ချက်တွေကိုဆရာတယောက်လိုတစ်ခုချင်းစီရှင်းပြပါတော့တယ်ဒီမန်နန်ကအလိုလျောက်ထိန်းချုပ်တဲ့မန်နန်မဟုတ်ဘူးကိုဝါ၄ယောက်လုံးကိုတပြိုင်တည်းကွင်းထဲမှာလှုပ်ရှားဖို့ဆိုတာမင်းတယောက်တည်းရဲ့ဆွမ်းအားနဲ့လုံးဝမရဘူးမင်းရဲ့အနောက်ကအဖွဲ့ဝင်တွေကမော်ပန်မိုးမှုအနေနဲ့မင်းကိုဝါတွေကိုကလကနောက်ွယ်ကနေဝိုင်းပြီးကူထိန်ပေးနေတာဒါကြောင့်မင်းဟာတကယ်တော့တယောက်တည်းတိုက်နေတာမဟုတ်ဘူးလို့ပေါ်ကောင်လောက်လိုက်တဲ့အခါဂျူလီယက်တယောက်မျက်နှာပြက်ပြီးဆွမ်းအားသွားခဲ့ရပါတယ်ဒါနဲ့မကသေးပါဘူးဝဲကထပ်ပြီး FIA ရဲ့မန်နန်ဟာပြီးပြည့်စုံအောင်မထိချုပ်နိုင်ရင်ကိုဝါတွေရဲ့ခန္ဓာကိုယ်အောက်ခြေကနေရေခဲငွေတွေယူစိမ့်ပြီး Force Organ တွေလိုမျိုးခြေလမ်းတွေမှာရေခဲအမှတ်သားတွေကျန်ခဲ့တတ်တယ်ဒါကြောင့်မင်းတို့၄ယောက်ထဲမှာဘသူကအစ်စ်လဲဘသူကအတူလဲဆိုတာငါမျက်လုံးနဲ့ကိုမြင်နေရတယ်လို့ပြောလိုက်ပြီးဂျူလီယက်အစ်စ်ရှိရစီဓာတ်ကိုဆွဲပြီးဝုန်းကနေပြေးဝင်လာတော့တယ်ဂျူလီယက်ကမင်းပါမလို့ FIA ရဲ့လှုပ်ဝက်မော်အကြောင်းကိုငါထပ်ပိုသိနေရတာလဲလို့မကြင်မနဲ့အော်ဟစ်တဲ့အခါဝဲကငါနဲ့ FIA ဟာငယ်ကလေးကမိဘမဲ့ခေရတစ်ခုထဲမှာတူတူအိပ်ပြီးကြီးပင်ခဲ့ကြတာသူမရဲ့မော်အစွမ်းတွေကိုငါတေချာပေါက်ရှင်းရှင်းလင်းလင်းသိနေတာပေါ့သူမကဒီမန်နန်ကိုအသက်2နှစ်အရွယ်ကလေးကတီထွင်ခဲ့တာမလို့ချိုးရင်းချက်တွေအများကြီးရှိရလို့ပြန်ပြောလိုက်ပါတယ်ဒီကားကြောင့်ကွင်းပြင်ပါက FIA ကိုယ်တိုင်လဲသူမရဲ့ငယ်ဘဝအဆက်ကွဲစရာအတိတ်တွေပြိတ္တရှိရောက်ကုန်လို့မျက်နှာတွေနီးရဲပြီးအော်ဟစ်နေပါတော့တယ်ဒေါသအထွတ်ထိပ်ရောက်သွားတဲ့ဂျူလီယက်ဟာထိန်းချုပ်မှုကိုလွတ်ချပြီးကိုဘွားပုံရိပ်တွေကိုရှေ့ရောက်အထိအရေးတော့အများကြီးကျဲတိုးကဘဲကိုလူရင်အားနဲ့ဖြည့်ပြီးအသေးချေမုံမှုကြိုးစားပါတယ်ဒါပေမဲ့အားနည်းချက်ကိုကွက်တီတီသွားတဲ့ဝေကတော့ဂျူလီယက်ရဲ့ကိုဘွားပုံရိပ်တွေကိုတမ်မနီဓာတ်တလက်ထဲနဲ့တင်းမြန်ကဖြတ်ကုတ်ပြီးဂျူလီယက်အရှိကိုတက်တက်မမတ်ရောက်သွားကဒီတန်းပါရမီရှင်ဂျူလီယက်ကိုကွင်းလယ်မှာအပြတ်သက်ရိုက်ချပြီးအနိုင်ယူလိုက်ပါ
တော့တယ်တကြောင်လုံးကပါရမီရှင်တွေဆရာတွေအားလုံးအသုံးမကျတဲ့ကောင်ကထိတ်တန်းလူတယောက်ကိုနိုင်သွားပြီဆိုပြီးမယုံနိုင်အောင်အော်ဟစ်နေကြပါတယ်ဒါပေမဲ့ဝဲဂျူလီယက်ကိုအနိုင်တိုက်ပြီးတရဖူစီလန့်သွားမှာတော့ခွဲရင်းပါရမီရှင်ဖြစ်တဲ့နောက်တစ်ယောက်ကတရဖူကိုအသာလေးအရင်ဦးအောင်နှာက်ယူသွားခဲ့ပြီးမင်းတို့ကွင်းလင်းမှာအသေးလဲချနေတော့ငါပဲတရဖူကိုယူသွားပြီဆိုပြီးပွဲကိုအဆုံးသတ်လိုက်ပါတော့တယ်ဝဲဟာတရဖူမရလိုက်ပြီမဲ့သူ့ရဲ့အစွမ်းကိုတကြောင်လုံးကိုတက်တိပြနိုင်ခဲ့ပြီးနောက်ကရှီယွန်းကလည်းဝဲနောက်တစ်ခေါက်ကျရင်ငါမင်းကိုတေချာပေါက်အနိုင်တိုက်ပြမယ်ဆိုပြီးကြုံရလိုက်တာနဲ့အတူကက်ဗီယိုလီရဲ့ပြီးဆုံးတော့